ဟယ်လိုမင်္ဂလာပါတဲလေးတို့ရေဒီနေ့တော့ခောက်ဆွဲပဲဟင်းလေးချက်ပြမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါအောင်နော်ခောက်ဆွဲပဲဟင်းချက်ဖို့လိုအပ်တဲ့ပစ္စည်းလေးတွေကတော့တက်တုံချူတက်တုံနီချင်းကလပ်ပဲကြက်ရိုးရဲ့ကြက်သားရဲ့ပြီးတော့ကြက်သွေးကြော်ထားတာလေးရဲ့ကြက်ဥလေးတွေလိုပါတယ်နော်အရင်ဆုံးဗီဒီယိုလေးတွေမှာပါတဲ့အတိုင်းကြက်တုံဖြူကြက်တုံနီချင်းနဲ့မြူပြီးရောင်တင်ပုံလေးကိုစီတက်ရမှာမယ်စီတက်လို့အနံ့လေးမွေးလာပြီဆိုရင်ပြုတ်ထားတဲ့ကြက်ရိုးလေးရဲ့ကြက်သားလေးကိုထည့်ပြီးစီတက်ရပါမယ်ကြက်ရိုးနဲ့ကြက်သားလေးတွေစီတက်ပြီးပြီဆိုလို့ရှိရင်ကြက်ရိုးပြုတ်ရည်လေးကိုလည်းထည့်ပါမယ်ဒီဟင်းချက်တဲ့နေရာမှာမမေကတော့ကြားမတုံးမနဲ့ခရက်လေးနဲ့ချက်ပါတယ်နော်ခရက်လေးနဲ့စီတက်ပါတယ်ပြီးရင်တော့ပဲလေးပါထပ်ပြီးထည့်ပြီးစီတက်ပါမယ်ပဲလည်းစီတက်ပြီးသွားပြီဆိုရင်တော့ပဲအကြက်မှုန်လေးကိုထည့်ပါမယ်မမေကတော့ဒီညမှာမွှေးတစ်စိတ်ပဲအကြက်မှုန်လေးကိုတဝက်တိတိအသုံးပြုထားပါတယ်ပဲကြက်မှုန်လေးတွေကိုထည့်မယ်ဆိုလို့ရှိရင်အပြင်မှာရေနဲ့အဆီလေးတွေညက်သွားအောင်လေချာဖြော်ပြီးတော့မှထည့်ရပါမယ်နော်မဟုတ်လို့ရှိရင်ရင်းထဲမှာအဖက်ကလေးတွေနဲ့အတုံးလေးတွေဖြစ်နေတယ်လို့ပါနော်အရသာအနေနဲ့ကြက်သားမှုန်လေးနဲ့ငပြားရည်လေးနည်းနည်းကိုထည့်ပါမယ်ဟင်းရည်လေးလည်းဆူလာပြီးအရသာလေးလည်းအနေတော်ပြီဆိုလို့ရှိရင်ကြက်သွေးလေးနဲ့ကြက်ဥပြုတ်ကလေးကိုထည့်ပါမယ်နောက်ဆုံးအနေနဲ့ကြက်သွန်ဥနီလေးတွေပါထည့်ပေးပြီဆိုလို့ရှိရင်တော့အရသာရှိတဲ့ခောက်ဆွဲနဲ့တွဲဖက်စားလို့ရတဲ့ပဲဟင်းလေးတစ်ခွက်ရပါပြီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းပြန်တွေ့ကြမယ်နော်